ကလာပြီကဲမလိုက်ပြတာကြာပြီဖြစ်တဲ့1 school နိုင်ပြပါမှာဖြစ်ပါတယ်ကဲနိုင်လိုက်ကြအောင်နှစ်စုံပေါ့နော်နှစ်စုံနိုင်လိုက်မယ်ဝေးပလီတဲ့ဝေးပလီမဟုတ်ပါနောက်တစ်စုံမင်းတို့ယူတဲ့မိဘနဲ့မေးတော့တက်တာပြီတော့ကြဆန်အိုးကဲကြည့်လိုက်ကြအောင်ဒါလေးကတော့ကြောင်နဲ့ကြွက်ကတ်လေးဖြစ်ပါတယ်ပစ္စည်းလေးပေါ့နော်အဲ့ဒါတကက်ကြောင်နဲ့ကြွက်ကဲဒါလေးပါအဲ့တကက်ပြီးရင်ခွဲလိုက်အောင်အဝါလေးရ3ခုနော်အစိဒါလည်းအဝါအိုးမာဒါလေးကတော့မီလီဗို့ကခုနကတွေးလိုက်တယ်ငါမင်္ဂလေးဒါလေးဒါလေးပါဒါလေးတစ်ခုပြီးရင်ဒီအသားရောင်လေးအိုးမိုင်းဖန်တိုးတစ်ခုပါဖန်တိုးဒီမှာဖန်တိုးတွေပေါ့နော်ဘာလေးရွေးပြင်းကောက်မလဲဒါလေးရောက်ကြအောင်ဒါလေးပေးလိုက်မယ်ပေါ့နော်ဒီဖန်တိုးလေးပါဒါလေးပန်းရောင်ဒါလေးပေါ့နော်ဒီပန်းရောင်လေးကဟိုကတ်ဒီကတ်ထဲကလာပူပူကတ်ပေါ့နော်3ကတ်လာပူပူတကတ်2ကတ်ဒါရတူနေ3ကတ်ပါဒီလာပူပူလေး3ကတ်လာပူပူ3ကတ်ပါပြီးရင်ပြီးတော့လိုက်ရင်ဒီအစိမ်းပြောပါဒီအစိမ်း2ခုဒီနေစိမ်း2ခုကကြတော့ပြောင်းမယ်နော်ဒီမှာပါတယ်enemy ကတည်းကကုံသွားပြီဆိုတော့ဒီတွေက1000နဲ့ပတ်ဆက်ပိုးချုပ်လေးပေးလိုက်ပါမယ်နေပြီးတော့နေရပါဒါလေး2ရွက်ပေးလိုက်ပါမယ်2ရွက်ဒီမှာ1ရွက်ဒါလေးပါ1ရွက်2ရွက်ပါ2ရွက်ပါပူချုပ်လေး2ရွက်ပါပန်းချုပ်လေးဒီမှာပေါ့နော်ကျွေးစည်းလေးရှိပါတယ်ကျုံလေး2ရွက်ပါဒီအစိမ်းတော့မပြီးသွားလားမသိအစိမ်းတော့မပြီးသေးဘူး sorry အစိမ်းတော့ခုကခဏလေးကြည့်လိုက်အောင်နော်စာကြကမွေးရတယ်ဟိုဖန်တိုးလေး3ခုယူလိုက်ပါဖန်တိုးအသေးလေးတွေကယူလိုက်ပါနော်ဒီနေ့တော့ဖန်တိုးအသေးလေး3ခုရပြောဒီမှာနော်စိုက်ကမတူဘူးနော်ဖန်တိုးသေးလေး3ခုကဲပြီးသွားရင်ဒီအဝါရောင်ပြီးသွားတာထက်ဒီအဝါရောင်လေးက4ခုအဝါရောင်လေးကဘာလေးလဲဆိုတော့ပြပါမယ်ဒီဟာလေးပါစင်ဒရလာလေး4ကပ်ပါတကယ်စင်မီဘီမောက်ချီဟာစင်ဒရလာလေးလာပါအောင်ဒီမှာ2ကပ်စင်ဒရလာ2ကပ်ရှိပြီနော်ဒီနေ့တည်းကျုံငါ့ကိုရည်တည်မကြတော့3ကပ်ခဏလေးပါဘာကနာလေးမသိဘူးလေဘယ်လိုမေးဦးကြတော့ဦးတို့ဒီကပ်ရပါဘယ်လိုဖြစ်တိမမသိဟာမမေဘာလို့ကြားဖြတ်
ပြောတာလဲပြန်ရရင် sorry ပါပြန်ဖြတ်ကောင်းမယ်အဲ့ဒီအပိုင်းကဲဒါလေးတွေရပါပါလားပူပူက3ကတ်စင်တွဲလာလေးက4ကတ်ဒီမှာစင်တွဲလာဒီမှာ1ကတ်2ကတ်3ကတ်4ကတ်ပါစင်တွဲ4ကတ်ပြီးရင်မီလီဖို့1ကတ်ပြီးရင်မီကီမမဟုတ်တွန့်ကျယ်ပြီးရင်ဒီမှာပိုကျုပ်လေးတွေပြီးရင်ဖန်တိုးလေးအသေးလေး3ခုရဲ့အကြီးတစ်ခုရဲ့အဲ့ဒါလေးရပါပါတယ်ပို့ပေးလိုက်ပါမယ်ပါဆိုင်ထောက်တော်လေးလည်းတင်ပေးပါမယ်ကဲအားလုံးပဲတတာ